ချိန်ကညနေ9နာရီခွဲရှိပြီဖြစ်သည်ပြာသူလာမှုနေမွေငယ်ကမှောင်ရိပ်ကတန်းလာပြီဖြစ်သည်အိတ်တန်းတရမိကျင်းငှက်များ၏အတန်ကစူညံစွာထွက်ပေါ်နေကြသည်သေးခင်ရေးသေးခင်ဘာတော့ကိုပါထွင်းအလန်တကြားနဲ့တကယ်ပဲဘာလဲပြုံငါမီနေမကောင်းဘူးဆိုလို့အဲ့ဒါငါသွားကြည့်မလို့ကွာအဲ့ဒါလာပြောတာဟင်းမှောင်တော့မေရှင်ကအခုမှသွားမလို့လားတော့ငါလဲရွာထဲကမသိရင်ပြောပြလို့အခုမှသိရတာငါသွားကြည့်အောင်မယ်သိမကြပါဘူးကွာအေးမမြင်မြန်တော့ပြန်လာအောင်တားကိုလည်းဂီးဆိုင်လိုက်အောင်နော်ကျမတို့တာမီနှစ်ယောက်တည်းရှိတာဒီနန်းပတ်ဝန်းကျင်မှာရေးချောင်းဆိုလို့လာကူမဲ့သူမရှိဘူးအေးပါဟာငါသိတယ်တကယ်ပဲနှစ်မှလည်းတွေးပူနေလိုက်တာပူရတာဗောပူရတယ်နေနဲ့စကားပြောနေတာကိုပဲအချိန်ကုန်လာပြီသွားပြီဟေ့သွားပြီကိုပါထွန်းလဲတုတ်ချီတင်ကရွာဘက်သို့ထွက်လာခဲ့သည်မသေးခင်လဲမိဘူးတဲ့ဝင်ကချက်လက်ဆဖြစ်နေသည့်အမဲသားကိုဆက်ပြီးချက်နေလိုက်သည်ကိုပါထွန်းပြန်လာတဲ့အချိန်နဲ့အမဲသားနူးတာနဲ့ကွက်တီပဲတလားမှတစ်ခါတောင်မစားနိုင်တဲ့အမဲသားမှုငါတီချချက်မှာပဲဒါမှငါယောက်ျားရှာလေသွားမှာမသေးခင်လဲမဆလာမှုအနှဲငယ်ကိုအမဲသားလည်းထည့်ချက်လိုက်သည်မိနစ်အနှဲငယ်ကြာတော့မွှေးကြိုင်ပြီးစားကျင်စရာကောင်းသည့်အမဲသားချက်ကိုချက်ပြီးသွားပြီဖြစ်သည်မသေးခင်လဲအမဲသားဦးဟာမီးဖို့ခွင်ပေါ်မှချလိုက်သည်ထို့နောက်ဟင်းထဲပကံထဲသို့အမဲသားချက်များအားဟင်းခက်စွန်းကြီးဖြင့်တဝက်ခန့်ထည့်လိုက်သည်ကျန်သည့်တဝက်ကိုတော့စတီးကြိုက်အလွတ်တဲထည့်ကကြောင်ရင်းထဲသို့ထည့်ပြီးတင်ထားလိုက်လေသည်ဝုတ်ဟဲ့ဖွေးစိန်ဘာလို့အဲ့လောက်တော့ထိုးအောင်နေရတာလဲအိမ်၌မွေးထားသောဖွေးစိန်ဆိုသည့်ခွေးကအိမ်ရှိသို့ကြည့်ကထိုးအောင်နေဖြစ်မသေးခင်လဲပြောဆူအိမ်ရှိသို့ထွက်လာခဲ့၏ဟင်းဘသူများပါလိမ့်ဒီချိန်ကြီးအခါမှမတွေ့ဘူးသေးသောလူစိမ်းတစ်ယောက်ကမိမိတို့အိမ်ရှိ၌လာပြီးရက်ကြည့်နေသည့်အတွက်မသေးခင်လဲချန်ပီယံသို့ထွက်လာလိုက်သည်ဟုတ်ကဲ့ဘသူနဲ့မှတွေ့ကြလို့များလဲရှင်ဟုတ်ကျွန်တော်ကခီးသွားတယောက်ပါခင်ဗျာတမာတိုင်းရွာကိုတွားရင်မှောင်ရီပြို့လာလို့ဆက်မသွားဘူးမယ်ဖြစ်နေပါတယ်ဖြစ်နိုင်ရင်ဟော်ဒီကနှမအိမ်မှာတညလောက်ဖြစ်တဲခေါ်ခွင့်ပြုပါလို့ခွင့်တောင်းပြရသည်ဟုတ်လေအဲ့ဒါကကြတော့ဟိုသေးခင်ဘာဖြစ်နေရလဲအော်ကိုပါထွန်းပြန်လာပြီလားအေးပြန်လာပြီဒါနဲ့ဒီလူကဟုတ်ကဲ့ကျွန်တော်ကခီးသွားမှာတမာတိုင်းရွာကိုတွားရင်လမ်းမှာမှောင်လာလို့ဆက်မသွားဘူးမယ်ဖြစ်နေပါတယ်အဲ့ဒါဖြစ်နိုင်ရင်နောင်ကြီးတို့အိမ်မှာတညတာတဲခုခွင့်ပြုပါလို့ခွင့်တောင်းတာပါ။အော်တမာတိုင်းရွာကိုသွားမှာဘူး။ရွာကိုရောက်ဖို့ကအဝေးကြီးလိုသေးတယ်ဗျ။အေးမလေးတညတလီဆိုတော့တဲခုခွင့်ပြုရမှာပေါ့ဗျာ။ဒါပေမဲ့ကျိုးတို့အိမ်ကခမည်းမြင်တဲ့အတိုင်းပဲစိုးစိုးပြပြပဲဗျ။ခမည်းအစဉ်ပြေတဲပေါ့ဗျာ။ဟာရပါတယ်ဗျာ။ဘလောက်စွတ်ကျွန်တော်နေနိုင်ပါတယ်ဗျ။အခုလိုတဲခုခွင့်ပြုတာကိုပဲကျေးဇူးတင်လာပါပြီ။ကဲဒါဖြစ်အိမ်ထဲဝင်ပါအောင်ဗျကောင်းပါပြီဝုတ်ဟာဒီခွေးနဲ့ဘာလို့ဒီလောက်တောင်ဟောင်းနေရတာငါထားရလိုက်ရစိတ်မရှိနဲ့နော်အိမ်ကခွေးကလူစိမ်းမို့လို့ထိုးအောင်နေတာပါမကြိုက်တတ်ပါဘူးဗျကျွန်တော်နားလဲပါတယ်ခင်ဗျာသားကြီးသားဖိုးထိန်စပွဲခင်းဟိဟုတ်မေသားဖြစ်သူဖိုးထိန်ကထမင်းစားစပွဲအားခင်းပေးလိုက်သည်ပေးခင်ထမင်းဟင်းနေခုဟိဧည့်သည်ကိုပါထမင်းကျွေးအောင်လို့ဟုတ်ကဲ့ကျမအစင်သစ်လှုပ်ထားပါတယ်ရှင်မသေးခင်ကထမင်းအိုးနဲ့ဟင်းပကံများအားယူလာပြီးစပွဲပေါ်၌ချလိုက်သည်ထို့နောက်ပကံလေးချက်ထဲသို့ထမင်းများထည့်ပေးလိုက်သည်နောင်ကြီးစားနော်အာမနာနဲ့အမဲသားချက်တွေထည့်စားကျေးဇူးပါဗျတဲခုခွေပေးတဲ့ပြင်ထမင်းမှာကျွေးလို့တိတ်ကိုကျေးဇူးတင်ရပါတယ်ဗျာဘယ်ဟုတ်မလဲဗျာကို့အိမ်ကိုလာတဲ့ဧည့်သည်ပဲအဲဝကြည်ခွန်ရမှာပေါ့စားဟင်းတွေထည့်စားပါတယ်ဗျာစားပါတယ်ကျွန်တော်ကအမဲသားသူတိတ်ကြိတ်တာဗျသားလေးထည့်စားနော်ဟုတ်ဖေကိုပါထွန်းတို့တားဖ3ယောက်ကထမင်းတပကံပြင်အကုန်မကုန်သေးဧည့်သည်ဖြစ်သူကထမင်းတပကံနဲ့အမဲသား6တုံးခန့်ကုန်သွားပြီဖြစ်သည်မသေးခင်လဲဧည့်သည်ဤစားတော့ပုံကိုပါထွန်းအားမျက်စာပြပြပဲမယ်ကိုပါထွန်းကတော့ခေါင်းရမ်းပြကမသေးခင်အားအသာနေခိုင်းလိုက်သည်ထမင်းလေးထပ်ပေးပါအောင်လားဗျာကျွန်တော်မောရသေးလို့သေးခင်ထည့်ပေးလိုက်လေအော်အင်းမသေးခင်လဲဧည့်သည်ရဲ့ပကံထဲသို့ထမင်းများထည့်ပေးလိုက်သည်ပလက်ပြက်ဧည့်သည်ဖြစ်သူကအင်ရှင်များကိုအားနာခြင်းမရှိပဲအသားတုံးများကိုတရုံထည့်စားနေလေအမဲသားပကံထဲမှာအသားတုံးများအားလုံးပြောင်းဆင်သွားပြီဖြစ်သည်ကိုပါထွန်းနဲ့မသေးခင်လဲတယောက်မျက်နှာတယောက်ကြည့်ကအံ့ဩနေကြလေသည်အမေသားဖို့အမဲသားမရှိတော့ဘူးသားကလည်းအားနေသေးရှိတာနဲ့ပဲစားတော့နော်ကြောင်ရင်ထဲမှာအမဲသားချက်ရှိသေးတယ်မလားအဲ့ဒါချကျွေးလိုက်လေရှင်ဟင်
ကိုပါထွန်းနဲ့မသေးခင်လဲဧည့်သည်ပြောလိုက်သည့်စကားကြောင့်တုန်လှုပ်သွားမိသည်အိမ်တို့တစ်ချိန်တစ်ခါမှမရောက်ဘူးသေးသောလူစိမ်းတစ်ယောက်ကကြောင်ရင်ထဲနဲ့အမဲသားချက်ရှိသည်ကိုဘလိုပုံဖြစ်သိရှိနေသည်ကိုမသေးခင်နေကိုပါထွန်းအံ့ဩတုန်လှုပ်မိခြင်းဖြစ်သည်ဟိုလေကြောင်ရင်ထဲမှာဟင်းရှိသေးမှဘလို့သိတာလဲရှင်ဟိုအတိအကျကြီးသိတာမဟုတ်ပါဘူးဒီတိုင်းခံမှန်းပြီးပြောလိုက်တာပါမသေးခင်လည်းဘာမှမပြောဘဲထမင်းကိုဆက်စားနေလိုက်သည်အားလုံးစားတော့ပြီးစီတော့မသေးခင်ကဧည့်သည်အတွက်စောင်းနဲ့ခေါင်းတစ်လုံးကိုထုတ်ပေးလိုက်သည်ကျေးဇူးပါပဲဗျာအခုလိုတညတာနေတိုင်းစားတော့ခွင့်ပေးတဲ့အတွက်ကျေးဇူးတင်လို့မဆုံးတော့ပါဘူးရပါတယ်ရှင်တညလေးပဲဟာမသေးခင်လည်းလိုအပ်သမျှပေးပြီးသည်နှင့်အခန်းလေးသို့ဝင်လာခဲ့သည်ဧည့်သည်ဖြစ်သူကအင်းရှိကွပြစ်၌တုံးလုံးလှေကအနားယူနေလေ၏မိမငါဒီလူကိုတဲပြီးသဘောမကျလာဘူးဟုတ်တယ်ကျမလည်းသူ့ကိုတိတ်ပြီးဘဝင်မကြောက်ဧည့်သည်ဖြစ်ပြီးအာမနာရှာမကျူစားလိုက်တောက်လိုက်တာသူ့ရင်ကြနေတာပဲတော့တို့ပြောပါသေးခင်ဟာပြောကြကြားတော့မှဖြစ်အိုးကြာသူတော့အာမနာသေးတာကြားတော့လို့ထပြန်သွားလေအေးရပဲအမေနဲ့ပဲအဲ့ဒီလူကြီးကိုကြည့်ရတာတရားကြီးကြာနာပဲမဲသားတွေလည်းစားလိုက်တာများပြက်ပြက်နဲ့တပကံလုံးတူ့ကြီးပဲစားသွားတာသားတို့တွေ့တော့မကြံတော့ဘူးဗျဒီခံလိုက်ပါသားရတညာလေးပဲလာတာဆိုတော့မနဲ့လင်းရင်သူ့လမ်းသူသွားပါလိမ့်မယ်ကဲသားလေးလည်းအိတ်တော့အော်အိတ်ခင်ဖျားရှိခိုးကြည့်အောင်ဟုတ်မေသားဖြစ်သူဖိုးထိန်လဲဖျားရှိခိုးဖို့အတွက်ဖျားစဉ်ရှိ၌ထိုင်လိုက်သည်နမောတတဘကောရသောအရဟတော်ဧည့်သည်ထံမှချောင်းဟန်တန်ကြားသဖြင့်ဖိုးထိန်တယောက်ဖျားသာဆိုရင်ရတန့်သွားသည်ဖိုးထိန်လဲအာယုံစုစည်းကဖျားသာအားဆက်ဆိုလိုက်သည်နမောတတဘကောဝနမောတတပင်ရှိသည်သည်ချောင်းဟန်တန်အားဇက်တိုက်ထွက်ပေါ်လာသည်ဧည့်သည်ဖြစ်သူကမိမိဖျားသာရွတ်လိုက်တိုင်းချောင်းဟန်နေသည်ဖြင့်ဖိုးထိန်စိတ်ထဲကဖျားသာဆက်ဆိုတင်မဆိုတင်စဉ်းစားနေမိသည်ဖိုးထိန်လဲဖျားအားပြီးဆုံးအောင်ကြော့မီဦးဆုံးဖြတ်ကမျက်စိစုံမိတ်ကအာယုံပြလိုက်သည်ဗုဒ္ဓံတရံဂစ္ဆာမိဓမ္မံတရံဂစ္ဆာမိသံဃံတရံဂစ္ဆာမိဒုတိယမိအဲကောင်လေးစုံနေတော့အင်းရှိကုပြပေါ်၌အိတ်နေတော့ဧည့်သည်ကဖိုးထိန်အားဖျားသာဆက်မဆိုရန်တားမြစ်လိုက်သည်ဖိုးထိန်လည်းမျက်လုံးဖွင့်ကဧည့်သည်အားကြည့်လိုက်သည်ဧည့်သည်မျက်နှာတွင်ဒေါသထွက်နေသည့်အရေးရောင်အားကောင်းစွာမြင်လိုက်ရသည်ဘယ်ကြောင့်မိမိဖျားသာဆိုခြင်းကိုလာရောက်တားမြစ်ရသလဲဟုဖိုးထိန်စဉ်းစားမိရဖြစ်နေသည်ထို့ကြောင့်ဧည့်သည်ဖြစ်သူဟာအရဲစွန်မီမေးရန်ဖိုးထိန်ဆုံးဖြတ်လိုက်သည်ဟိုလေဥကိုမသိလို့မေးပြသေးဘာလို့ကျွန်တော်ဖျားသာရွတ်နေတာကိုတားရတာလဲဗျငါမကြိုက်လို့တားတာပေါ့ကွာဗျာဖျားသာဆိုတာလူတိုင်းစွန်နေကြမဟုတ်လားဘာလို့ဥကမကြိုက်ရတာလဲဗျဥကဩဒဘာသာမဟုတ်ဘူးလားဗျငါမစွန်နဲ့ဆိုမစွန်နဲ့ပေါ့မိမိဟာဆရာကြီးအထားဖြင့်လာပြီးအမိတ်ပေးနေသည့်ဧည့်သည်ဟာဖိုးထိန်ဒေါသထွက်သွားလေသည်ဒီမဲ့ဦးလေးကြိုက်ရင်ကြိုက်မကြိုက်ချင်နေကျွန်တော်ကတော့ဆုံးပါပဲဗျာမင်းဆိုရရင်ဆိုကြည့်လိုက်လေငါဘာလဲဆိုတာမင်းတို့မိသားစုတွေတည်သွားပြီဟာဧည့်သည်ဖြစ်သူ၏ပုံစံမှာငကိုနဲ့မတူတော့ပဲတဖြည်းဖြည်းပြောင်းလဲလာသည်နရွက်နှစ်ဖက်ကလည်းတဖြည်းဖြည်းနဲ့ကြီးလာပြီးမျက်လုံးကြီးများကလည်းမျက်လုံး၏အပြင်သို့ထွက်ကြတော့မိအလားပြူးကျလာသည်ပါဇက်ပေါက်ကြီးကတဖြည်းဖြည်းကျလာပြီးပါဇက်ထဲမှအဆွေများဟာအပြင်သို့ငိုထွက်နေလေသည်ဟာတင်းရဲ့အမေလာအောင်ဒီမှာတင်းရဲ့ကြီးသားဘာဖြစ်တာလဲသားဟာသားဟောတဲ့ကြောင့်ခန်းထဲမှပြေးထွက်လာတော့ကိုပါထွန်းနဲ့မသေးခင်လေတရေကြီးကိုမြင်ကအံ့ဩထိတ်လန့်သွားကြသည်အိမ်ကိုလာတဲ့ဧည့်သည်ကမူလအသွင်တရံနှင့်မတူတော့ပဲအယုတ်ဆူအကြီးတန်းလှသည်တရေကြီးတစ်ကောင်အသွင်အပြင်သို့ပြောင်းလဲသွားတော့သည်မသေးခင်နဲ့ကိုပါထွန်းလည်းဧည့်သည်ဖြစ်သူမှာလူမဟုတ်မှန်းသိလိုက်ရတဲ့အတွက်တုန်လှုပ်နေမိကြသည်လူမဟုတ်ဘူးကိုပါထွန်းတရေကြီးပဲဟေးတရေအခုထွက်သွားငါ့ရင်အခုထွက်သွားကိုပါထွန်းကတရေကြီးဟာအိမ်ထဲမှာထွက်သွားရင်အော်ငေါက်နေသည်ကိုပါထွန်းမိတို့အော်ငေါက်စေကမူတရေကြီးကတဟားဖြင့်ရီမောနေလေသည်ဟာမင်းတို့အိမ်ထဲထိရောက်နေမှာတော့မင်းတို့ကိုအရှင်ထားပြီးထွက်သွားတယ်ရလားတရေကြီးကပြောဆူရှေ့ကိုတိုးလာပြီးဖိုးထိန်လေပင်အားလက်တစ်ဖက်ဖြင့်ညှက်ထားလေသည်ဖိုးထိန်ခြေထောက်များကကျမ်းပြင်ထက်၌တပီကန်းမြမြှောက်တက်သွားသည်တာမာလာသောတရေလက်ကြီးကိုအားကုန်တွန်းဖဲ့ပေမဲ့ဖိုးထိန်ကြိုးစားသမျှအရာမထင်ကိုပါထွန်းလည်းတားဖြစ်သူ၏အဖြစ်ကိုကြည့်ပြီးကြောင်ကြည့်နေမိ၏ကိုပါထွန်းဒီတိုင်းကြည့်မနေနဲ့လေတခုခုလောက်ပါဦးဟေးအေးမြင်လို့ပါရှင်တားလေးတီတော့မှာပဲကိုပါထွန်းရဲ့ကိုပါထွန်းလည်းတရေကြီးစီကိုတဟုန်နှုတ်ပြေးကတွန်းချလိုက်သည်ဘုံတရေကြီးကသူ့လက်တစ်ဖက်ဖြင့်ကိုပါထွန်းကိုလက်ပြန်ရိုက်လိုက်သည့်အတွက်ကိုပါထွန်းတယောက်အဝေးသို့လွင့်ဆင်သွားလေသည်ကိုပါထွန်းဟောတော့ခေါ်လို့လည်းမရတော့ဘူးမသေးခင်လဲ
သားဖြစ်သူနှင့်ခင်မိုးဖြစ်သူကြားဘာလို့ဘာကန်ရမှမသိဗျာများနေရလေသည်ဟာငါဘယ်လိုလုပ်ရမလဲမသေးခင်လဲအိမ်ထဲသို့လှည့်ပတ်ကြည့်ရင်အမှတ်မထင်ဖျားစင်သို့ကြည့်မိလိုက်သည်ဟုတ်ပြီမသေးခင်လဲဖျားစင်သို့ကမဲကနန်းပြေးသွားပြီးပတိအားဖြုတ်ယူလိုက်သည်ထို့နောက်သားဖြစ်သူအားညှက်ထားသည့်တရေလက်ကြီးပေါ်သို့စိတ်ပတိအားပစ်ချလိုက်သည်စိတ်ပတိနှင့်တရေလက်ကြီးကိုထိမိသွားတဲ့နှင့်တရေကြီးခမများပူလောင်လုံးတစ်ပြည့်ဖိုးထင်အားလွှတ်ချလိုက်သည်အာပူတယ်ပုတ်သားလေးဘာဖြစ်သွားသေးလဲဒါဘာမှမဖြစ်ဘူးမေစိတ်ပတိအစွမ်းကြောင့်ဖိုးထင်တယောက်တရေကြီးလက်မှလွတ်သွားလေသည်မေတရေကြီးသားတို့ကိုစီပြန်လာနေပြီဒါဘာမှမကြောက်နဲ့မသေးခင်လဲအမေရှိတယ်ဖះစင်၌ရှိသောတောက်တော်ကြီးဖြစ်တရေကြီးဟာလှမ်းပတ်လိုက်သည်အော်ကျောင်းမပွဲကောင်းသောအော်တန်ကြီးကကြီးတန်စွာထွက်ပေါ်လာသည်နင်းတတိရှင်ရှေ့တိုးခဲ့လေငါသားကိုထိရင်ထိကြည့်မိပွင့်သွားမယ်ဘာမှနေတရေကြီးလဲမသေးခင်တို့သားမိအားညီရဲသောမျက်လုံးများဖြင့်တစ်ချက်ကြည့်လိုက်ပြီးအိမ်ကြီးပေါ်မှထွက်ပြေးသွားတော့သည်အာကျွကိုပါထုံးတတိရလာပြီလားငါဘာဖြစ်သွားနေလေသေးခင်ရှင်တရေကြီးလက်ချက်ကြောင့်တတိမေ့သွားတာရှင်ဖေးဘယ်လိုနေသေးလဲရတယ်သားဖေးဘာမှမဖြစ်ဘူးတရေကြီးရောဘယ်ရောက်သွားပြီလဲတရေကြီးမရှိတော့ဘူးဖေးအမေကိုကြောက်ပြီးထွက်ပြေးသွားပြီအမေကိုကြောက်လို့မဟုတ်ဘူးသားသူတို့ဖះရဲ့အစွမ်းကိုကြောက်လို့ထွက်ပြေးသွားတာဖះစင်ကတောက်တော်ရင်နဲ့စိတ်ပြီးတာမရှိရင်အမေသားလေးကိုအမေကင်းနိုင်မှာမဟုတ်ဘူးငါသားအဲ့ဒါမင်းမေရဲ့ကြီးမားလာတဲ့မေတ္တာတရားပဲကွာသားသမီးပေါ်ထားရှိတဲ့မိခင်မေတ္တာကြီးမားလုံးတဲ့အတွက်ဘလူးအန်ဒီယယ်မျိုးမစိုးရင်ဆိုင်ရှင်းပြိုင်ပြီးရှင်းကနေမရက်တီရဲတာကြောင့်ဒီတရေကြီးလည်းပြင်းရတာပေါ့ကွာဟုတ်ကဲ့ဖေအမေသားမကင်သားလည်းအခုလောက်ဆိုတင်နေလောက်ပြီဗျကျေးဇူးတင်ပါတယ်မေရဲ့ရပါတယ်သားရဲ့အမေသားလေးကိုဘလူးပဲဖြစ်ကာကွယ်ဆောက်ရှောက်သွားအောင်မှာအမေရဲ့တောင်းဝင်ပဲမဟုတ်လားမသေးခင်လဲသားဖြစ်သူဖိုးတိန်ဟာရင်ဝင်ထဲထက်ဖက်ရင်တရှုပ်လမ်းလိုက်ပါတော့တယ်ဇလန်းလေးကတော့ပြီးဆုံးသွားခဲ့ပါပြီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like and share တွေလုပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ channel ကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ပေးခဲ့ကြပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်